တ်နီကျဲကိုခေါင်းလျှော့ကန်ဒီမိနစ်20လောက်လို့မှာစပင်ဆန်သားအနှံ့ကိုဖြန်းပြီးလို့ရှိရင်ရှမ်ပူဓာတ်ရုနေတဲ့ရှမ်ပူနဲ့ရောင်လျှော်ပေါ့နော်ပြောခဲ့တယ်အဲ့ဒီမှာဘာတွေပြောလာလဲဆိုတော့ဘာတွေမေးလာလဲဆိုတော့ကျက်သွန်နီအနံ့နန်နေပေါ့နော်အဲ့တော့စပင်တော့ပြန်ပေါက်တာမှန်တယ်အနံ့အားဆွဲတယ်ပေါ့နော်ပြောကြတယ်တချို့ကြောင့်လည်းနှစ်ခါလောက်လျှော်တာတော့မပြောင်းဘူးပြောကြတယ်ဟုတ်ပါတယ်ကျက်သွန်နီဆိုတော့နန်တယ်ဒါပေမဲ့ကျွန်မကကျက်သွန်နီကိုအများကြီးဘုံဘောလောကျက်သွန်နီကျက်ကိုအများကြီးဘုံဘောလောဒီကျိတ်ထားတဲ့ကိုသုံးတဲ့တစ်လုံးပေါ့နော်ကိုသုံးမဲ့ပမာဏပေါ့ကျက်သွန်နီတစ်လုံးလောက်ကိုကျိတ်ပြီးရလာတဲ့အရှိကိုဖြန်းတဲ့အခါမှာလည်းမိနစ်20လောက်ကျွန်တော်တို့ကထားပြီးကျက်သွန်နီအနံ့ကိုမကြိုက်တဲ့လူတွေအရောက်က sharing ပေးမယ်အဲ့ဒါဘာလဲဆိုတော့ဆန်စည်းမိတ်ဆွေဆန်စည်းကိုခံထားလိုက်ဆန်စည်းရည်နဲ့ကျွန်တော်တို့ကပထမတစ်ချိန်မှာလောင်းပြီးတော့လျှော်လို့ရတယ်ဒုတိယချိန်မှာလည်းဆန်စည်းရည်တွေကိုဒီရှမ်ပူကိုသုံးမဲ့ရှမ်ပူလေးထည့်ပြီးတော့လျှော်ပြီးအဲ့တော့နှစ်ချိန်လောက်ရပြီဆိုလို့ရှိရင်တော့နောက်ဆုံးချိန်ကျမှရှမ်ပူနဲ့လျှော်ပေါ့နော်ဒီလိုပုံစံမျိုးလေးရပါတယ်။ညတော့တကယ်ကိုပေါက်တယ်။သွန်နီရဲ့သဘောတဘာဝကသပင်ကိုပြန်ပြီးတော့ပေါက်စီတဲ့အရာမျိုးရှိတယ်။နောက်တစ်ခါတော့အဲ့ဒီအောက်ဆီဒန့်ဓာတ်တွေအများကြီးပါတယ်။အဲ့တော့ကိုကလှကျင်တယ်ဆိုလို့ရှိရင်တော့လောက်ပေါ်ရှင်နောက်တစ်ခါကျတော့ဘယ်လိုပြောမလဲဆိုတော့အရန်အနက်နန်တာကျတော့သူ့ရဲ့ကျက်သွန်နီရဲ့သဘာဝအနံ့ဆိုတော့ရောက်လို့လေဘာမှတော့မတက်နိုင်ဘူးပေါ့နော်။အဲ့တော့တကယ်ကိုသပင်အတွက်လိုက်လုပ်ကြည့်ခြင်းတဲ့သူတွေကလိုက်လုပ်ပါကျက်သွန်နီကဒီချိန်မှာဈေးတော့နည်းနည်းပေါ်လာပြီပေါ့နော်ဒါကြောင့်မို့လုပ်ကြည့်ပါလို့ရောင်ကအကြံပြုချင်ပါတယ်ဆန်စည်းနော်ဆန်စည်းနေတော့ရန်တော့သုံးမှုတော့အနက်မကြိုက်တဲ့လူတွေကကြတော့ဆန်စည်းတော့သုံးပြီးပေါ့နော်ဆန်စည်းအရင်ကောင်းပါတယ်ရှင်အဲ့တော့ကျက်သွန်နီကလည်းသပင်ကိုတက်ပြုတ်တယ်ဆန်စည်းကလည်းကောင်းတယ်ဆိုတော့နှစ်ခါအဆင်ပြေတာပေါ့နော်ဒီပါသပင်နဲ့ပတ်သက်ပြီးတော့မျှဝေပေးနေအေးအောင်ဖြစ်ပါတယ်ရှင်ကျေးဇူးပါ